ဥပမာနဲ့ပြောမယ်မြတ်စွာဘုရားနဲ့အင်္ဂုလိမာနနဲ့တွေ့တယ်ဒီလူကြီးကလည်းဘယ်သူမြောက်ပေးလိုက်လဲမသိဘူးလက်ညှိုးတစ်ထောင်ဆိုသူဖြတ်တာ999ချောင်းဆိုတော့ဦးစင်တွေးကြည့်တယ်လေးမှာနော်တစ်ချောင်းသွေးတွေနဲ့လဲသူတရထဲနဲ့အကုန်ပြည့်တာမဟုတ်တော်တော်ကြာတယ်အဲ့ဒါကြီးအနံ့ကြီးနဲ့သူ့ကိုယ်ကသွေးတွေနဲ့စိတ်တွေညှင်းဖူးလားမသိဘူးအဲ့မှာအရန်နေနာမည်ကြီးတော့ဘယင်ဟာဒီကောင်ပြဿနာပဲသူ့တော့ဖမ်းမှဖြစ်မယ်ဆိုတော့အဲ့ဒါကိုအမေလို့သူကစိတ်ပူပြီးတော့သူ့သားလေးတော့လွတ်ရပြေးတော့ငါသွားပြောအောင်မယ်သူကအဲ့ဒီသားလေးချစ်တဲ့စိတ်နဲ့အမေကလာတာဟိုပုဂ္ဂိုလ်ကတွေ့ပြီဒီတယောက်ကိုပဲငါဖြတ်တော့မယ်ဆိုတော့ဖေကကြားဝင်လိုက်တယ်မင်းအမေကိုတတ်တဲ့လူဖြစ်တော့မယ်အဲ့ဒါကြီးမသိဘူးရတယ်လက်ညှိုးတစ်ထောင်ပြည့်ဖို့အရေးကြီးတယ်ဆိုတော့ဦးစင်းပြောချင်တာကအဲ့တစ်ထောင်ဖြတ်ခိုင်းတဲ့လူကိုမဖြစ်ပါစေနဲ့ဘာမှညာမသိတဲ့လူကလိုက်ဖြတ်မှာပဲသူ့ဆရာပြောတာဟုတ်အဲ့တော့ဆရာတင်တာမမားတယ်နော်999ချောင်းဆိုနဲတာမဟုတ်ဘူးနော်တေချာစဉ်းစားပုံပြင်းလို့မကြည့်နဲ့အယုံမြင်အောင်ကြည့်အဲ့မှာဖះနဲ့သူနဲ့တွေ့တော့သူတို့ပါရမီတွေကရှိတော့ကဲတဲ့ခင်ဗျားရှုံနေခင်ဗျားပဲဖြတ်တော့မယ်တဲ့အေးဖြတ်လို့လည်းပြောခင်ဗျားဘာဖြစ်လို့ပြေးနေတာလဲငါမပြေးဘူးတဲ့ပြေးနေတာမင်းတဲ့အဲ့ဒီစကားအတိတ်ပဲကိုအင်္ဂုလိမာလာတစ်ချက်ချင်းနဲ့ထပ်နေပေါက်သွားတာဘာလဲဆိုအတိတ်ပဲငါတန်တရားလဲမဲ့အကြောင်းအရာတွေအကုန်လုံးဖြတ်လိုက်လို့ပြတ်နေပြီငါပြေးစရာမရှိတော့ငါရက်နေတာမင်းကတန်တရားလဲမဲ့လက်ညှိုးလျှောက်ပြမေတော်တတ်အောင်မင်းတန်တရားရှည်ဦးမယ်အဲ့ဒီလိုအတိတ်ပဲပေါက်ပြီးတော့ဘိုးတော်ကတခါလဲပြီးတော့အဲ့လိုလူမျိုးတွေမှာဥစဉ်နဲ့ပါတယ်တစ်ချက်တည်းဘုနာစိတ်ကိုပြင်လိုက်တာအဲ့တော့ဥစဉ်ကစကားပြောတဲ့နေရာမှာဒီစိတ်ကိုပြုပြင်ရမယ်ဘယ်လိုပြုပြင်ရမလဲဆိုတာဥစဉ်ဒီလိုလာတာအဲ့ဒီတစ်ခုလေးရချင်တယ်ဒီတကမလည်းနားထောင်ပြီးတော့ဟာဒီအတိလေးငါတို့ရဲ့မိတ်ဆွေတွေမကြရတဲ့လူတွေလည်းငါတို့ဖြန့်ပေးရင်ကောင်းမှာပဲအဲ့ဒီစိတ်နဲ့ဥစဉ်ဖြန့်စေချင်တယ်မတိခင်ဥစဉ်အသက်68နှစ်ရှိပြီလူတယောက်ရဲ့တက်တန်းက80ဆိုနောက်2နှစ်ဆိုသွားပြီအဲ့သွားပြီဆိုခုနသားကြီးလို့ဘာမှလုပ်လို့မရတော့ဘူးကွာဆိုတာဥစဉ်ကိုနောက်တစ်ယောက်ကလည်းပြောမှာပဲဒါနဲ့ဥစဉ်လှုပ်ခဲ့ခြင်းတယ်နော်ဦးဇင်းတို့ဘုရားကိုကိုးကွယ်တာဘုရားမရှိတော့ဘူးဒါနဲ့သူ့တရားတွေကလွတ်မြောက်တယ်ဗျာဒုက္ခတွေကလွတ်မြောက်တယ်အဲ့ဒါဒီလက်ခံတာအဲ့တော့ဦးဇင်းဘုရားရဲ့အလုပ်တွေကိုဦးဇင်းလုပ်လို့တာဝန်ယူလို့ရသလောက်ဦးဇင်းလာယူပြီးတော့ဒီကိုရောက်လာတာဦးဇင်းဒီကိုလာတာရှင်းတယ်